大家好，欢迎来到 Chinese 美乐 Chinese 美乐 channel ကနေကြိုဆိုပါရစေ HSK Level 1သင်ခန်းစာ3ကိုကြည့်ရအောင်你叫什么名字你叫什么名字ဆိုတာနေ့နာမည်ဘယ်လိုခေါ်လဲကြောက်ဆိုတာခေါ်ရ什么ဆိုတာပါလဲ名字ဆိုတာနာမည်အဲ့တော့你叫什么名字နေ့နာမည်ဘယ်လိုခေါ်လဲပေါ့နော်ကဲအရင်ဆုံးဒီဟာလေးတွေကိုကြည့်ရအောင်နိုင်ငံလေးတွေအလံတွေနော်中国ဒီနံပါတ်1က中国ဆိုတာတရုတ်နိုင်ငံဒီမှာတရုတ်အလံလေးနဲ့ဒါတရုတ်အလံ中国美国ဒါနံပါတ်2က美国ဆိုတာအမေရိကန်နိုင်ငံဒီမှာနံပါတ် D ပေါ့နော်အမေရိကန်အလံ中国人ဆိုတာတရုတ်လူမျိုး中国ဆိုတာတရုတ်နိုင်ငံအဲ့နောက်မှာ人ဆိုတာလူ人ကိုထည့်လိုက်ရင်中国人တရုတ်လူမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုပဲ美国ဆိုတဲ့နိုင်ငံနောက်မှာ人ထည့်လိုက်ရင်美国人ဆိုတာအမေရိကန်လူမျိုးပေါ့နော်ပြီးရင်老师ဆိုတာဆရာ学生ဆိုတာကျောင်းသားပါကဲဒါဆိုလို့ရှိရင်စိုက်ရွှေလျှောက်ပေါ့နော်ကျောင်းမှာပြောတဲ့စကားပြောလေးကိုကြည့်ရအောင်你叫什么名字A မှာ你叫什么名字နေ့နာမည်ဘယ်လိုခေါ်လဲတဲ့အဲ့တော့ B က我叫李月ကျွန်တော်နာမည်ကျမနာမည်李月လို့ခေါ်ပါတယ်တကယ်လို့ကျွန်တော်နာမည်ကမောင်မောင်ဆိုလို့ရှိရင်我叫မောင်မောင်ပေါ့နော်ငါနာမည်ကလှလှဆိုရင်我叫လှလှပေါ့နော်ကျွန်တော်နာမည်က我叫李月ကျွန်တော်နာမည်က李月လို့ခေါ်ပါတယ်ဒီမှာဆိုရင် meaning လေးတွေကြည့်အောင်ကြောက်ဆိုတာခေါ်တယ်什么ဆိုတာပါလဲ名字ဆိုတာနာမည်我ဆိုတာကျွန်တော်李月ဆိုတာဒါနာမည်ပေါ့နော်ဒီမှာဆိုရင်စာ教室စာသင်ခန်းထဲမှာ你是老师吗ဆိုတာ你要ဆရာလား我不是老师ငါမဟုတ်ဘူး老师ဆိုတာဆရာ我不是老师ငါဆရာမဟုတ်ဘူး我是学生ကျွန်တော်ကကျောင်းသားပါအမှလည်းဒီဟာလေးကိုနားလည်ဖို့အတွက်ဆိုရင်ဒီ meaning လေးတွေကိုသိဖို့လိုအပ်တယ်是ဆိုတာဖြစ်သည်老师ဆိုတာဆရာမဆိုတာမင်းခွန်းနောက်မှာတုံးအမေလားပေါ့နော်နင်ဟုတ်လားမဟုတ်ဘူးလားတုံးချင်တော့ကနေမပေါ့学生ဆိုတာကျောင်းသား在学校教嘛所以你是中国人吗Aကနေမေးတယ်你是中国人吗你တရုတ်လူမျိုးလားဆို B ကပြန်ပြောတယ်我不是中国人ငါတရုတ်လူမျိုးမဟုတ်ဘူး我是美国人ငါအမေရိကန်လူမျိုးဖြစ်ပါတယ်အဲ့လိုပဲဒီမှာ meaning လေးတွေကိုကြည့်မယ်ဆိုရင်人ဆိုတာလူ中国ဆိုတာတရုတ်နိုင်ငံ美国ဆိုတာ American နိုင်ငံ US ပေါ့နော်ဒီမှာ什么ဆိုတာပါလဲပေါ့နော်ဒီ note လေးကိုကြည့်အောင်ဒီ什么ကိုဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်မေးတဲ့နေရာတွေမှာ什么ဆိုတာအတိတ်ပဲပါလဲအဲ့တော့နေ့နာမည်ဘယ်လိုခေါ်လဲဆိုရင်你叫什么名你叫什么名字နော်အဲ့တော့ဒီဟာပါလဲဆိုရင်就是什么就ဆိုတာဒီဟာ就ဆိုတာ this ဒီဟာက是ဆိုတာဖြစ်သည်什么ဆိုတာပါလဲအဲ့တော့ဒါပါလဲဆိုရင်就是什么နော်အဲ့လိုပဲဟိုဟာပါလဲဆို那是什么ဒီလိုပြောလို့ရတယ်အဲ့လိုပဲဒီအဲ့အမျိုးအစားနာမည်ပစ္စည်းအမျိုးအစားကိုဒီလိုရှင်စာအုပ်ကဒါကဘာစာအုပ်လဲဒါကဘာဘောပင်လဲပေါ့နော်ဒါကဘလို့အမျိုးအစားလဲလို့မေးချင်什么နောက်မှာအဲ့ဒီကိုမေးချင်တဲ့နောင်နာမည်ကိုကတ်လိုက်ရုံပဲ你叫什么名字ဆိုလို့ရှိရင်အဲ့လိုပဲနာမည်ကိုမေးတဲ့အတွက်什么နောက်မှာတည်ချင်တဲ့名字你叫什么名字နံပါတ်3မှာကျတော့ဒီမှာ就是什么书ဒါဘာစာအုပ်လဲ书ဆိုတာစာအုပ်အဲ့တော့就是什么书ဒါဘာစာအုပ်လဲပေါ့နော်是ဆိုတာရှိသည်ဖြစ်သည်ဆိုပြီးတော့ရှင်းပြပေးသွားပြီအဲ့တော့是ဆိုတာဖြစ်တယ်
不是嘛不ထဲလိုက်တော့不是ဆိုတော့မဟုတ်ဘူးမဖြစ်ဘူးပေါ့နော်礼乐啊老师怎么 subject ဒီပြီးရင်是လာမယ်ပြီးရင် noun ပေါ့နော် noun object လို့လည်းပြောတယ် noun လို့လည်းရတာဘာဖြစ်တယ်ပေါ့နော်အဲ့တော့礼乐က老师ဖြစ်တယ်ဆိုတော့礼乐是老师အဲ့တော့礼乐ကတကယ်လို့老师မဟုတ်ဘူးဆိုလို့ရှိရင်不是老师ပေါ့နော်我是美国人ငါ American လူမျိုးဖြစ်တယ်အဲ့ဆိုတော့我是美国人မဟုတ်ဘူးဆိုတော့我不是美国人ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း我不是老师我不是老师ငါဆရာမဟုတ်ဘူး我不是老师အဲ့တော့ငါဆရာဟုတ်တယ်ဆိုရင်我是老师နော်မာဒီမှာမာဆိုတာmain queen ကိုပြောချင်တာလို့ပြောထားတယ်မာဆိုတာမြန်မာလိုမှာဆိုလို့ရှိရင်လာတလားဆိုတဲ့အဓိပ္ပာယ်ရတယ်ကိုမေးချင်တဲ့ main queen ရဲ့နောက်မှာရိုးရိုး sentence တိုင်းပြောသွားပြီးတဲ့အခါကျတော့နောက်မှာမာထည့်ပေးလိုက်လို့ရှိရင်ဒါ main queen ဖြစ်သွားတာပေါ့နော်အဲ့တော့你是美国人နေက American လူမျိုးဖြစ်တယ်အဲ့တော့နေ American လူမျိုးလားဆိုတော့နောက်မှာဒီမှာမာထည့်ပေးလိုက်အဲ့တော့你是美国人吗နေက American လူမျိုးလားဖြစ်သွားတာပေါ့နော်အဲ့လိုပဲဒီမှာဆိုလို့ရှိရင်လည်း你是中国人你是中国人ဆိုလို့ရှိရင်နေကတရုတ်လူမျိုးအဲ့နောက်မှာအမေမင်းကွင်းမေးချင်တော့မာထည့်ပေးလိုက်တယ်你是中国人吗နေကတရုတ်လူမျိုးလားပေါ့နော်အဲ့လိုပဲ你是老师နေကဆရာမေးချင်တော့နေရဲ့ဆရာလားဆိုတော့你是老师吗ဒီလိုပါဒါဆိုလို့ရှိရင်ဖတ်ခိုင်းတာပေါ့နော်ဒီစာကြောင်းလေးကိုအတန်ထွက်မှန်မှန်ကန်ကန်နဲ့ဖတ်ခိုင်းတာဒီဟာကအဲ့တော့ဖတ်ကြည့်မယ်ပေါ့နော်你叫什么名字你叫什么名字你နာမည်ဘယ်လိုခေါ်လဲ你是中国人吗你是中国人吗你ကတရုတ်လူမျိုးလား你是美国人吗你是美国人吗你က American လူမျိုးလား你是老师吗你是老师吗你ကဆရာလား你是学生吗你是学生吗ဆိုတော့你ကကျောင်းသားလားပေါ့နော်အဲ့တော့ဒီလေ့ကျင့်ခန်းလေးတွေကိုကြည့်ရအောင်လေ့ကျင့်ခန်းထဲမှာဆိုလို့ရှိရင်ကွက်လက်လေးတွေကိုဖြည့်ရမှာပေါ့နော်他叫长丹သူက长丹ဖြစ်တယ်他是什么人他是ဘာလူမျိုးလဲပေါ့နော်သူကဒီမှာဘောလုံးသမား American လူမျိုးပေါ့အဲ့တော့သူအသားနည်းနည်းမဲ့ American လူမျိုးနဲ့တူတယ်ဆိုတော့သူက American လူမျိုးလိုပဲသတ်မှတ်လိုက်မယ်အဲ့တော့ Michael အဲ့တော့他是美国人 Michael ပေါ့နော် Michael Jordan ဆိုတော့ Michael Jordan ဆိုတော့သူက American လူမျိုးဖြစ်တယ်ဒါကြောင့်他是美国人သူ American လူမျိုးပါဒုတိယပုံမှာ他叫姚明他叫姚明သူ့နာမည်က姚明မှာ他是ဘာလူမျိုးလဲသူကတရုတ်လူမျိုးဒါကြောင့်姚明是中国人他是中国人သူကတရုတ်လူမျိုးပါ我不是什么什么我是学生အဲ့တော့ကျွန်တော်ကကျောင်းသားဆိုတော့ကျွန်တော်ကဆရာမဟုတ်ဘူးပေါ့အဲ့တော့我不是老师ကိုလည်းမ老师我不是老师我是学生我是ဘာလူမျိုးလဲ中国人还是美国人တရုတ်လူမျိုးဆိုရင်တော့中国人ပေါ့နော်我是不啦不啦我不是学生我是什么人အဲ့တော့ကျွန်တော်က我不是学生ကျွန်တော်ကကျောင်းသားမဟုတ်ဘူးဆိုတော့ဒီမှာစာသင်နေတာမလားစာသင်နေတော့老师ဆရာအဲ့တော့我是老师ကျွန်တော်ဆရာပါဆရာတယောက်ပါ我不是学生ကျွန်တော်ကျောင်းသားမဟုတ်ဘူး我是美国人American လူမျိုးဆို美国人တရုတ်လူမျိုးဆိုလို့ရှိရင်中国人ပေါ့နော်ကဲဒါဆိုလို့ရှိရင်လည်းជីချီရှိဆိုတဲ့အတိတ်ပဲအတန်ထွက်ကိုလေ့ကျင့်ခိုင်းတာဒါဆိုလို့ရှိရင်ជីပေါ့နော်ជីတွားစီရជីပေါ့နော်ဒါချီလီထွက်လာတဲ့ချီမြန်မာလူအတန်ထွက်မှဆိုလို့ရှိရင်တော့ချီပေါ့နော်ချီဒါဆိုလို့ရှိရင်ရှိ
西ဆိုတာဒါယာကဟာချိုလုံးကြီးတင်ဆိုင်ခါ西ဆိုတဲ့တက်ထွက်မဲ့ဒါ西ပေါ့နော်西အဲ့တော့ကြီးချီ西ဆိုပြီးတော့အတန်ထွက်ပါမယ်ပြီးလို့ရှိရင်ဒါလေးတွေကတော့ဖြင်းလေးချိန်ခန်းလေးတွေဖြင်းရင်းလေးချိန်ခန်းလေးတွေဆိုဖတ်ပြမယ်တစ်ခါလောက်ဖတ်ပြမယ်နော်ရှိုးရှိကြီးကြီး机器想去星期香蕉兴趣继续နော်ဒါဖြင်းရင်အတန်ထွက်လေ့ကျင့်ခန်းမှာဒီမှာဆိုလို့ရှိရင်လေရောတတ်တဲ့ဟာလေးတွေပေါ့နော်滋မှာဇက်တန်滋ဒီမှာဆိုS တန်ထွက်တယ်သူကအလွယ်မှတ်မယ်ဆိုလို့ရှိရင်သူက S တန်ထွက်တဲ့ဒါနော်အဲ့တော့ဒီမှာဒီဟာနဲ့ပတ်သက်ပြီးတော့အတန်ထွက်မယ်ဆိုလို့ရှိရင်洗澡打扫三四四级昨天早上商场汉字ဒီဖြင်းလေးတွေကိုမှန်မှန်ကန်ကန်ထွက်တတ်ဖို့ဆိုလို့ရှိရင်ရှေ့ဗီဒီယိုမှာတင်ပေးထားတဲ့ဖြင်းနဲ့တရာနဲ့ဘလို့ပေါင်းလဲဖြင်းအတန်ဘလို့ထွက်လဲပြီးတော့ထုံးလေးတွေ first tone second tone third tone fourth tone ထုံးတွေဘလို့အတန်ထွက်လဲဆိုတာတေးချာနားလည်သွားပြီးတော့ခါကြတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လေဒါဆိုရင်ရီပေါ့နော်ဒါဆိုရင်ရီဝူယူပေါ့နော်ရီဝူယူဆိုတော့ဆိုလို့ရှိရင်在第一第二第三声音节上不变调的ဆိုလို့ရှိရင်ပူဒီဟာရရဲ့နောက်မှာပူမပြတ်ပူဆိုတာပူလေးတန်မြောက်ကမပြောက်ဘူးမပြောင်းလဲသွားဘူးလို့ပြောချင်တာပေါ့နော်အဲ့တော့不吃မစားဘူး不行不好不喝不能不想ဒီလိုမလုပ်ချင်ဘူးပေါ့နော်ပူရဲ့တုံနှုံးလေးတွေပေါ့နော်ကဲအဲ့ဒါပထမပူနောက်မှာဒီအတုံးလေးတွေဆိုလို့ရှိရင်မပြောင်းဘူးဒီဒုတိယကျတော့အတန်ပြောင်းသွားတယ်ပုံမှန်ဆိုလို့ရှိရင်ပူက၄တန်မြောက်ပေါ့နော်ပူဆိုအငင်းအဲ့တော့ဒီနံပါတ်2မှာကျတော့ဘာကိုပြောလဲဆိုတဲ့ခါကျတော့第四声音节前变成第二声ပေါ့နော်ဘယ်လိုပြောလဲဆိုတော့ syllable fourth tone သူ့ရဲ့နောက်မှာ၄တန်မြောက်ပဲเนาะသူ့ရဲ့နောက်မှာ၄တန်မြောက်ပဲပါလာတယ်ဆိုလို့ရှိရင်တော့ဒီပူကအတန်ထွက်ပြောင်းသွားတယ်ပေါ့နော်ပူကပုံမှန်ဆိုလို့ရှိရင်တော့၄တန်မြောက်ဆိုပေမဲ့သူ့နောက်မှာဆက်ပြောရမယ့်ဟာက၄တန်မြောက်ဆိုလို့ရှိရင်သူက second tone ဖြစ်သွားမှာပူအတန်ဖြော့သွားတာပေါ့နော်ပူဘူးခွေဆိုခွေဆိုတာတက်တယ်အဲ့တော့ခွေကလည်း၄တန်တက် fourth tone ပူကလည်း fourth tone အဲ့ဆိုပူခွေဆိုတမျိုးကြီးเนาะအဲ့လိုမျိုးဆိုတော့သူ့ရဲ့ theory ကဒီနောက်ပူရဲ့နောက်မှာ၄တန်မြောက်အတန်ထွက်မဲ့ဆိုလို့ရှိရင်ပူကို2တန်ထွက်နဲ့2တန်မြောက်အတန်ထွက်နဲ့သုံးတယ်ဘူးခွေပေါ့နော်ဘူးခွေ不是不
不会မဟုတ်ဘူး不是မရှိဘူးမဖြစ်ဘူး不看မကြည့်ဘူးအဲ့ဒီလိုပါကဲဒါလေးတွေတော့မဖတ်ပြတော့ဘူးเนาะတမန်လို့မျှော်လင့်ပါတယ်အဲ့ဆိုရင်ဒီမှာအရေးပိုင်းကိုကြည့်ရအောင်ပြီးဟွာလာရင်เนาะပြီးဟွာသင်ခန်းစာတုံးကပြီးဟွာလာပြီအဲ့ဆိုလို့ရှိရင်ပြီးဟွာဆိုလို့ရှိရင်ဒါကိုရှေ့မှာပေကနေညာဆွဲလိုက်တယ်အဲ့ဆိုလို့ရှိရင်ဟုံကျိုကိုချစ်ကလေးကိုကိုလို့ပြောထားတယ်เนาะရှေ့သင်ခန်းစာနှစ်ခုမှာအဲ့တော့ဆွဲလိုက်တာဟုံပြီးတော့ကောက်သွားတာပေါ့เนาะကွေးသွားတာဘလို့ပြပေညာနေဆွဲလိုက်တယ်အဲ့ဆိုဟုံအောက်ကိုဆွဲချလိုက်တဲ့ကျိုပြီးရင်ညာဖက်ပေဖက်ကိုချစ်ကလေးချိတ်လိုက်တယ်အဲ့ဒါကိုပေါ့เนาะဒါရီဘနီယာရီမှာသုံးလဲဆိုမန်တကားတို့ရွဲ့လာတို့နေရာမှာသုံးတယ်ဝေါ့ကိုဆိုတာဘယ်ကနေညာကိုဆွဲလိုက်တဲ့ white လေးလို့ဆွဲလိုက်တယ် white လေးဘယ်ကနေညာကို white ကလေးဆွဲပြခါကြတော့ညာဘက်ကိုချစ်ကလေးမတိမတာလေးပြန်ပြီးတော့ချစ်ကလေးပြန်ပြီးတော့ကိုငါးချစ်ကလေးလို့ပေါ့နော်ချစ်ကလေးမတိမတာပြန်ကွေးလိုက်တယ်အဲ့တော့ဝေါ့ကိုပေါ့နော်ဘာတွေဘယ်နေရာဒီမှာသုံးလဲဆိုရှင်းနှလုံးနင်းခမရပေါ့နော်ဒီလိုနေရာမှာသုံးပါတယ်ဒါဆိုလို့ရှိရင်တော့အဲ့ဒီဘီဟွာတွေကိုတုံးပြီးတော့ဒီဟာလေးတွေကိုလေ့ကျင့်ခန်းစာအုပ်ထဲမှာတမျက်နှာကိုတစ်ခုစီရေးပေးပါပေါ့နော်ရွဲ့ဆိုတာရွဲ့ဆိုရင်လာရှင်းဆိုတာစိတ်နှလုံးရှင်းဆိုတာစိတ်နှလုံးကျုံဆိုတာအလဲကျုံဆိုတာအလဲဒီရေးနည်းလေးတွေအစင်လေးတွေဒီမှာပြထားတယ်နော်ကျုံဆိုတာအလဲရန်ဆိုတာလူဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲရှက်တကြားစိုက်ချက်